ဒီနေ့ဒီချက်သင်ပေးမယ့်ခေါင်းစဉ်ကကြတော့ trigonometry table ဒါကကြတော့ grade 9 trigo သင်မယ်ဆိုတာနဲ့ဒီဟာကြတော့မရှိမဖြစ်ဒီဟာအရေးကြီးတာပေါ့နော် trigo ဆိုတာနဲ့ဒီချက်တို့ဘာတွေကိုသိရမလဲဆိုတော့ဒီမှာ sin cos tangent cotangent secant cosecant ဒီဟာတွေဒီ6မျိုးရဲ့ဓာတ်မိုးကိုသိနေရဒီ table လေးကကြတော့ဒီသူတို့တွေရဲ့ဓာတ်မိုးတွေကဒီ30 degree 45 degree ဒီ60 degree ဆိုပြီးတော့ဒီပေါ်မှာအခြေခံပြီးတော့သူ့ရဲ့တန်မိုးလေးတွေဘာလေးထွက်လာမလဲဆိုတာကိုဒီချက်တော့တွက်ပေးမှာဖြစ်တယ်။ဟုတ်ပြီဒါဆိုပထမဆုံးဒီချက်တော့တွက်ဖို့နေကကြတော့ဘာကိုသိရမလဲဆိုတော့ဒီနေရာမှာဒီမှာချက်တော့အရင်ဆုံးဘာကိုချရေးမှာလဲဆိုတော့ဒီ number 1အနေနဲ့ဒီဟာကိုချရေးမယ်။မာနာထဆိုပြီးတော့ဒါကိုချရေးမယ်။ပြီးတော့ဒုတိယအနေနဲ့ကကြတော့ဒီမှာသူ့ကိုပြောင်းပြန်ပေါ့နော်ဒီနောက်ကနေထနာမဆိုတာသူကပြောင်းပြန်အနေနဲ့ပြန်ပြီးတော့ရေးလိုက်တယ်။ရေးလိုက်ပြီးတော့သူတို့ရဲ့ဒီအပေါ်မှာဒီချက်တော့အစင်လိုက် serial number တိုင်းပြန်ရေးမယ် sin cos tangent cotangent secant cosecant ဆိုပြီးတော့တန်မိုးလေးရလာမှာပေါ့နော်ဒါဆိုလို့ရှိရင် sin တန်မိုးကဆိုလို့ရှိရင်ဒီမားကိုထနဲ့စားမယ်မဆိုတာဘာလဲဆိုတော့မဆိုတာကြတော့မျက်နှာချင်းဆိုင်အနာနာဆိုတာကြတော့နီးစပ်အနာထဆိုတာကြတော့ဒေါင်းမှန်ခံအနာပေါ့နော်ဒါဆိုလို့ရှိရင် sin တန်မိုးကိုလိုချင်တယ်ဆိုလို့ရှိရင်မတန်မိုးကိုမျက်နှာချင်းဆိုင်ကိုဒေါင်းမှန်ခံအနာနဲ့စားမယ် cos တန်မိုးကိုလိုချင်တယ်ဆိုလို့ရှိရင်နီးစပ်နာကိုတောင်းမှန်ကန်နာနဲ့စားမယ်တန်ချက်တန်မှုလိုချင်တယ်ဆိုလို့ရှိရင်ညနေချင်းဆိုင်နာကိုနီးစပ်နာနဲ့စားမယ်ဒီကိုတန်ချက်ဆိုတာကျတော့တနည်းအားဖြင့်ဘသူရဲ့ပြောင်းမြန်လဲဆိုတော့ဒီတန်ချက်ရဲ့ပြောင်းမြန်ပေါ့နော်တနည်းအားဖြင့်1 by တန်ချက်နဲ့ညီနေပေါ့ဒီဟာဆိုတော့ तू ကမားကိုနီးစပ်နာနဲ့ညနေချင်းဆိုင်နာကိုနီးစပ်နာနဲ့စားရဲဆိုလို့ရှိရင် तू ဟာဆိုလို့ရှိရင်နီးစပ်နာကိုညနေချင်းဆိုင်နာနဲ့စားရဲ CD စီကက်ကကျတော့ဘသူရဲ့ပြောင်းမြန်လဲဆိုတော့ဒီ cos ရဲ့ပြောင်းမြန်သူကကျတော့နီးစပ်နာကိုဒေါင်းမခံနာနဲ့စားရဲဆိုလို့ရှိရင်သူကစီကက်ဆိုလို့ရှိရင်ဒေါင်းမခံနာကိုနီးစပ်နာနဲ့စားရဲအဲ့ဒါကြောင့်ဒီချဲတော့ကသူ့ကိုစီကက် equal to 1 by ကိုစီကက်ဆိုပြီးတော့ရေးလိုက်တယ်နောက်တစ်ခါကျတော့သူကဆိုင်းကမျက်နှာချင်းဆိုင်နာကိုဒေါင်းမခံနာနဲ့စားရဲဆိုလို့ရှိရင်ကိုစီကက်ဟာဘသူ့ရဲ့ပြောင်းမယ်လဲဆိုတော့ဒီဆိုင်းရဲ့ပြောင်းဒီဒေါင်းမခံနာကိုမျက်နှာချင်းဆိုင်နာနဲ့ပြန်စားတယ်အဲ့ဒါကြောင့်ကိုစီကက်ကိုလိုချင်လို့ရှိရင်ဒီချက်က1 by sin ဆိုပြီးတော့ပြန်ပြီးတော့ရေးလိုက်တယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ဘာကိုတွက်မှာလဲဆိုတော့ဒီ30 degree တွက်ဖို့အရင်တွက်မယ်30 degree တွက်ဖို့ဒီနည်းနဲ့တွက်ဖို့တော့ဘာတွေကိုသိဖို့လိုလဲဆိုတော့ဒီမရဲ့ထရဲ့နာရဲ့ဒီဟာတွေကိုသိဖို့လိုတယ်ဒါဆိုလို့ရှိရင်ဒီချက်ကသူ့ကိုဒီမှာတရိကန်တစ်ခုရှိတယ်ဒီဟာကျတော့45 degree အတွက်ကိုဒီချက်ကတွက်မယ်ဒေါင်းမှန်တရိကန်ပေါ့နော်ဒီဟာကျတော့ဒီ30 degree ရဲ့60 degree ရဲ့အတွက်ကိုတွက်ပြန်ဒေါင်းမှန်တရိကန်ဖြစ်တယ်ဒီနေရာမှာဆိုလို့ရှိရင်လည်းဒီဒေါင်းမှန်တရိကန်ဖြစ်မှာဒီဟာကိုတွက်လို့ရမှာမဟုတ်လို့ဆိုတော့တွက်လို့မရဘူးပေါ့နော်ဒါဆိုလို့ရှိရင်ဒီ30 degree ကိုအခြေခံပြီးတော့30 degree ကနေပြီးတော့ဘယ်သူ့ကိုသိရမှာလဲမရဲ့ထရဲ့နာရဲ့ကိုသိရမှာဆိုတော့သူ့ရဲ့မျက်နှာချင်းဆိုင်နာဒီ30 degree ကနေမျက်နှာချင်းဆိုင်နာဟာဒီနာပေါ့နော်သူဟာပါလဲမျက်နှာချင်းဆိုင်နာဆိုတော့ဒေါင်းမှန်